ဒီနေ့ YouTube channel တွေကနေပြီးတော့ကျွန်မဒီ free PDF worksheet တွေကိုဘယ်လိုယူခဲ့တာလဲဘယ်လိုမျိုးလုပ်ပြီးယူရတာလဲဆိုတာလေးကိုမသိသေးတဲ့လူတွေအတွက်မျှဝေပေးလိုက်ပါတယ်သိပြီးတဲ့လူတွေကတော့မလိုအပ်ဘူးပေါ့နော်အရင်ဦးဆုံး YouTube တဲကိုသွားဥပမာ English with Lucy နဲ့သူ example ပြလိုက်ပဲပေါ့နော်သူရဲ့ YouTube channel တွေက video တစ်ခုကိုသွားပြီးတဲ့အခါအဲ့သူရဲ့ comment မှာသူကဒီ free PDF worksheet ဆိုပြီးတော့ link ချပေးထားတာရှိတယ်အဲ့ဒီက link ကိုဝင်လိုက် Google နဲ့ပဲဝင်လိုက်ပေါ့နော်ဝင်ပြီးတဲ့အခါသူကဒီသူတောင်းတဲ့ detail တွေထည့်လိုက်ပေါ့နော်ကိုယ့်ရဲ့နာမည်သူပို့ပေးမဲ့ email address အဲ့ဒါတွေထည့်ပြီးလို့ရှိရင် send me ကိုနှိပ်လိုက်လို့ရှိရင်တောင်းလို့ရသွားပြီပေါ့နော်နည်းနည်းတော့စောင့်ရတယ်ပြီးတဲ့အခါအဲ့ဒီမှာသူကတခါတည်းစောင့်နေနေသူ့ရဲ့သင်တန်းတွေကိုဒီမှာ discount တွေချပေးထားရရှိတယ်သူမှာရှိတဲ့ English class တွေကိုကြော်ညာရရှိရပေါ့နော်ကိုစိတ်ဝင်စားရင်တခါတည်းဝင်တက်လို့ရပါတယ်ပြီးသွားပြီဆိုရင် Gmail တဲ့ကိုသွားအဲ့ဒီမှာကို download ဆွဲထားတဲ့ free PDF file ရရောက်နေပြီဒါဆိုလို့ရှိရင်အဲ့ဒါကိုချိုးတို့ download ဆွဲရမယ်ပေါ့နော် click here for your lesson PDF ဆိုတာလေးကိုတစ်ချက် click လိုက်ပေါ့နော်ပြီးဆိုလို့ရှိရင်အောက်ဆုံးမှာသူ့ရဲ့ file ကို download ဆွဲနေပြီဒါကချိုးတို့ယူထားတဲ့75 phrases words and phrases for outstanding English ဆိုပြီးတော့ download ဆွဲထားတဲ့ free file လေးရသွားပြီဖြစ်ပါတယ်အဲ့ဒီအောင်မှာကို print ထုတ်ချင်လဲထုတ်မထုတ်ဖဲနဲ့ဒီတိုင်းလေးလာတယ်ဆိုရင်လည်းအဆင်ပြေပါတယ်bye bye